ဒုတိယမှာ95ယောက်ကတစ်သက်လုံးဘာကြောင့်ဆင်းရဲပြီးရုန်းကန်နေရလဲဆိုတာတင်သိပါသလားတကယ်တော့ဒါကံကြမ္မာကြောင့်ဒါမှမဟုတ်ပညာရည်ချင်းကြောင့်မဟုတ်ပါဘူးအများစုသတိမထားမိသေးတဲ့တွေးခေါ်ပုံနဲ့အလေးကျင့်လွဲမှားမှုတွေကြောင့်ပါဒီနေ့တော့အဲ့ဒီအကြောင်းရင်းကိုအေးအေးဆေးဆေးဆွေးနွေးကြည့်အောင်ပါလူအများစုရဲ့အဓိကပြဿနာကအလုပ်ကိုရန်ကြိုးစားကြတာပါပဲမနေ့ကနေညအထိတလားပြီးတလားမနာတမ်းပင်ပင်ပန်းပန်းရုန်းကန်ကြပါတယ်ဒါပေမဲ့သူစမ်းတာကသူတို့လှုပ်လှုပ်တလောက်ချမ်းသာမလာကြပါဘူးဘာကြောင့်လဲဆိုတော့သူတို့ကလာရမရှိပဲတန်တရာထဲမှာလက်ပတ်နေလို့ပါရလာတဲ့ဝင်ငွေတွေအသုံးစိတ်ကအများတန်းပုံများနေပြီးမလိုအပ်တဲ့အရာတွေဝယ်ရင်အကျွေးတန်တရာတွေကနေရုံမထွက်နိုင်ဖြစ်နေကြပါတယ်ဒါဆိုရင်အလုပ်ကြိုးစားရုံတက်တက်နဲ့မလုံလောက်ဘူးဆိုတာတေချာသွားပါပြီကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ဝိုင်ယင်းဘက်ဖက်ကိုကြည့်အောင်ပါသူကတနေ့တာအချင်းရဲ့80%လောက်ကိုစာပတ်ဖို့နဲ့စဉ်းစားဖို့ချိန်ပေးပါတယ်သူများတွေလို့သူတို့များအလုပ်တိုင်းကိုအတင်းလူလုပ်နေတာမဟုတ်ပါဘူးသူလုပ်နေတာကတဖို့အရှိဆုံးနဲ့အမှန်ကန်ဆုံးအရာတစ်ခုကိုတေချာရွေးချယ်တာပါအဲ့ဒီနောက်အဲ့ဒီအရာတစ်ခုတည်းမှာပဲအချိန်နဲ့အရင်းနှီးကိုတေချာမြုပ်နှံပါတယ်စိတ်ရှိလက်ရှိစောင်းဆိုင်ပြီးကြီးမားတဲ့ကျိုးမြတ်ကိုရယူပါတယ်တာမန်လူတွေကနေရာမျိုးစုံပြေးလွှားပြီးအလုံးများနေချိန်မှာအောင်မြင်သူတွေကသူတို့ရဲ့ရည်မှန်းချက်တစ်ခုတည်းကိုပဲစူးစိုက်ပြုစုပြောထောင်ကြတာပါဒါကကျွန်တော်တို့ကိုအရန်အရေးကြီးတဲ့တင်ကားတာတစ်ခုပေးနေပါတယ်အလုံးများနေဖို့တဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်နေဖို့ကပိုအရေးကြီးပါတယ်အောင်မြင်တဲ့900%တော်လူတွေလုပ်တဲ့အရာကရှင်းပါတယ်သူတို့ကအချိန်ဖြုံးစေမယ့်အရာတွေကိုရဲရဲဝံ့ဝံ့ညှင်းပယ်တတ်ကြပါတယ်ပတ်စံရလာရင်မလိုအပ်တာတွေဝယ်မဲ့စားအရင်ဆုံးယင်းနှိမ့်မြုပ်နှံတတ်ကြပါတယ်ကိုယ်ပိုင်ရည်သွေးတိုးတက်ဖို့အတွက်အမြဲတမ်းပညာရှာနေတတ်ကြပါတယ်အသိပညာကိုရှာဖွေရုံတမကပဲလက်တွေ့လောက်ရနဲ့ပါဟန်ချက်ညီညီပေါင်းစပ်တတ်ပါတယ်အမလုံးမရင်တော့စိတ်တမကြပဲသင်ခန်းစာယူတတ်ကြတာပါသူတို့ရဲ့သွေးခေါ်ပုံကရေတိုအကျိုးအမြတ်အတွက်မဟုတ်ပဲရေရှည်အတွက်ဖြစ်ပါတယ်နေ့စဉ်သေးငယ်တဲ့လောက်ရလေးတွေကိုစောစောမြဲမြဲလှုပ်ဆောင်ခြင်းကသူတို့ရဲ့လျှို့ဝှက်ချက်ပါဒါကြောင့်တင်လဲ95%နဲ့အနေရုံထွက်ပြီးဘဝကိုပြောင်းလဲခြင်းနဲ့ဆိုရင်ဒီ၃ချက်ကိုလုပ်ပါနံပါတ်1တိကျပြီးရှင်းလင်းတဲ့ရည်မှန်းချက်တစ်ခုတတ်မှတ်ပါနံပါတ်2အချင်းကိုအကျိုးမဲ့မဖြုံးသေးပဲတင့်ကိုတိုးတက်စေမယ့်ပညာတစ်ခုခုနဲ့နေ့စဉ်လေ့လာပါနံပါတ်3အကြောက်တရားတွေကိုကြော်ဖြတ်ပြီးအခုပဲလက်တွေ့စတင်လှုပ်ရှားပါဒီချက်တွေကိုလုံးဆောင်မယ်ဆိုရင်တော့တင်လက်အောင်မြင်တဲ့သူတွေတဲကတယောက်ဖြစ်လာမှာပါပြောင်းလဲဆိုတာတင်အခုချမှတ်လိုက်တဲ့ဆွတ်ဖြတ်ချက်ကနေစတင်တာပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်